မင်းတို့ရဲ့ favorite hero ကြီးဆိုတဲ့ဆန်းကတော့ခြေလုံးကြီးတိုင်းလူကနဲ့တွေ့မှာခွေးရိုက်နားရိုက်ကိုရိုက်ခံရပြီနော်ဆန်းပလီယာလေးတွေကြည့်လိုက်တော့စကားတွေအများကြီးပြောတော့